Hello ဒီနေ့မှာတော့ကျွန်တော်တို့ဘန်ကောက်ကနေကက်ချနာဘူရီကို2 night budget trip လေးတောင်းမှာဖြစ်ပါတယ်ကျွန်တော်တို့ကအစားအသောက်တွေပါတခါတည်းယူသွားမှာဖြစ်တဲ့အတွက်အရင်ဆုံးကျွန်တော်တို့ရိတ်ခါတွေအကုန်ထည့်ပါတယ်ကျွန်တော်တို့ကားဂိတ်ကိုဆော့ဆော့သွားဖို့ plan ထားပေမဲ့ကျွန်တော်တို့ဟိုလူဆောင်ဒီလူဆောင်နဲ့ကားဂိတ်ရောက်တော့နောက်ကျသွားပါတယ်ကျွန်တော်တို့ ticket က10ရောက်စာပဲရှိရတဲ့အတွက်ကျွန်တော်တို့စပြီးတိုင်ပတ်ပါတယ်ကျွန်တော်တို့အမှ ticket မရတဲ့အတွက်ကျွန်တော်တို့မိုချစ်ဟိုဘက်ချန်ကကျွန်တော် mini bus လေးပဲစီးသွားလိုက်ပါတယ်ဟိုဘက်ကားဝင်ရောက်တော့ကျွန်တော်တို့9နာရီကားရရဲဆိုတာနဲ့ကျွန်တော်တို့အဲ့ mini bus နဲ့ပဲစီးသွားလိုက်ပါတယ်ကျွန်တော်တို့ expert ကားကြီးစီးနေတော့စီးရသိမ့်မကွာပါဘူးဒါပေမဲ့ဒီအားပဲရှိလို့ဒီစီးပဲရှိလို့စီးလိုက်ရပါတယ်9နာရီတည်းကကျွန်တော်တို့စစီးလိုက်တာအခု10နာရီဆိုတော့ကျွန်တော်တို့ကက်ချနာဘူရီမြို့ရောက်ပါပြီကျွန်တော် bike လေးတော်တော်စားနေပြီဆိုတော့အရင်ဆုံးစားဖို့အရင်သွားမှာဖြစ်ပါတယ်ဝေးလည်းမသွားချင်တာနဲ့ကျွန်တော်ကားဂိတ်နဲ့နီးရဲ့ဆိုင်လေးဒီဆိုင်မှာပဲကျွန်တော်ဝင်ဆွဲလိုက်ပါတယ်ဒါကတော့ကျွန်တော်တို့နဲ့ပါလာတဲ့အထုပ်ဆောင်လေးပါကျွန်တော်တို့စားတော့ကြရေးလည်းပြီးပြီဆိုတော့ကျွန်တော်တို့ကက်ချနာဘူရီကားဂိတ်ကနေပြီးတော့ကျွန်တော်တို့သွားချင်တဲ့နေရာကိုကျွန်တော်တို့ bus ကားထက်စီရပါတယ်ကားသေးလေးဆိုရင်ကျွန်တော်တို့လမ်းမှာရှူခင်းနေကြည့်ရတယ်ပြီးရင်ကျွန်တော်တို့လေးတစ်ဖြူဖြူနဲ့စီးလို့ကောင်းပါတယ်ဒါတော့လမ်းမှာကျွန်တော်တို့ကားခဏရက်တော့ကျွန်တော်တို့ toilet သွားရတယ်ကျွန်တော် coffee တောက်ဖို့အတွက်ခဏချိန်ရပါတယ်အခုဆိုရင်တော့ကျွန်တော်တို့သွားနေနေရောက်ပါပြီခင်ဗျာကျွန်တော်တို့လမ်းမှာတော့ကားကိုဖင်ပူအောင်စီးလိုက်ရပါတယ်အခုဆိုရင်ကျွန်တော်တို့စိတ်ကန်းအောင်ရောက်ပါပြီခင်ဗျာစိတ်ကန်းမှာတော့သူကအိမ်လေးတွေရှိပါတယ်သူကတော့9ယောက်စာ10ယောက်စာ10ယောက်စာဆိုပြီး3မျိုးရှိပါတယ်ကျွန်တော်တို့ကတော့10ယောက်စာကို booking လုပ်ထားတဲ့အတွက်ကျွန်တော်10ယောက်စာအိမ်ကိုကျွန်တော်သွားနေပါတယ်ဝင်ချင်းစာပြီးတွေ့ရမှာတော့သူတို့ဒီမှာ water slide shot တခုပါမယ်ပြီးရင်ကျွန်တော်တို့ပိုရေကန်တကန်ပါမယ်ပြီးရင်ကျွန်တော် karaoke တခုရှိမယ်ကျွန်တော်မိုက်နှလုံးပေးရပါတယ်ကျွန်တော် box တွေပါလည်းအကုန်ပါပြီးသားပါဒီအိမ်လေးရဲ့ဖွဲ့စည်းပုံကကျွန်တော်တို့အောက်ထပ်မှာအခန်းတစ်ခန်းပါမယ်ကျွန်တော်အဲ့အခန်းကက်ရက်ပြီးမှကျတော့ကျွန်တော်တို့မီးဖို့ချောင်းရှိမယ်ပေါ့ဒီမှာသူတို့ကအိုးခွက်ပကံတွေအကုန်လုံးပေးထားပြီးသားကျွန်တော် gas မီးဖို့ရှေးပိုက်ပေးစဉ်အကုန်သုံးလို့ရပါတယ်ကျွန်တော်တို့ရေခဲပုံအကြီးတစ်ပုံအသေးတစ်ပုံနဲ့ကျွန်တော်တို့အကင်းနေချင်းဖို့အတွက်မီးသွင်းပြီးဖို့တခုလည်းထပ်ပေးရပါတယ်ရေချိုးပန်းအင်တာတွေရဲ့ကလည်းနှစ်ခုပါပြီးတော့ကျွန်တော်တို့အပေါ်တက်မှာဆိုရင်လည်းအခန်းနှစ်ခန်းပါပါတယ်ပေတစ်ချမ်းညတစ်ချမ်းမှာကျွန်တော်တစ်ခန်းစီမှာ6ယောက်စာကြီးဆံမိမယ်အထက်ဖို့အိတ်လည်းရပါတယ်အစားကကျွန်တော်တို့အဲကုန်းမပါတော့ကျွန်တော်ပူမယ်ထင်ရမယ်တကယ်တော့မပူပါဘူးတော်တော်လေးအဆင်ပြေပါတယ်ဒါကတော့ကျွန်တော်တို့အခန်းပြင်ထွက်လာရင်တွေ့ရမယ့် runner ဖြစ်ပါတယ်အဲ runner ကနေလေအောက်ထပ်ကိုလမ်းမြင်ရပါတယ်ပစ္စည်းတွေလည်းအခုချပြီးပါပြီဆိုတော့ကျွန်တော်တို့ဒီအိမ်ကိုကျွန်တော်တို့ဒီဆက်လီနေပေါ့ဗျာဆက်လီနဲ့ကျွန်တော်တို့ဒီရေကိုဆွဲတော့မှာဖြစ်ပါတယ်Friday clock just hit 5. Shake the week off, feel alive. Jeans ripped at the knee, lipstick stains on whiskey. Neon lights through Uber glass, laughing at our working class. Money's problems fade to gray, weekend vibes won't obey. Weekend vibes in stereo, bassline deep, let's move slow. Every worry left behind, dancing fools but hearts aligned. Sunday scary, stay away. ကျွန်တော်တို့ရောက်တဲ့ရစပြီးတော့ကာရာအိုကေကို share ဆိုပါတယ်Look out, you are the cat. Now you can make out in the outside. Sorry, but I can't decide. Sorry, it's so good. Let's kill this love. Yeah, 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 yeah. Let's kill this love. Turn it on my baby mind. Oh, can I come? Take us to heaven. Oh, I keep thinking about it. Nothing, okay, na come. Oh, mama, I'm running. You don't want to come on me, no, okay. ပြီးတော့ကျွန်တော်တို့လှေပုံမှာပဲတခါနေလေးစားပါတယ်
ဒါကတော့သူတို့တတ်မှတ်တဲ့အချိန်ရောက်ရင်လာခေါ်တဲ့ဆက်လေးဖြစ်ပါတယ်အဲဒီဆက်လေးမှာကျွန်တော်တို့အိမ်နဲ့တွဲချီရတဲ့ရေပေါ်ပေါ်တဲ့ပေါ်ပြလေးပါတခါတည်းဆွဲသွားပြီးပါတယ်ကျွန်တော်တို့မြစ်လေကောင်းကြီးဆွဲသွားပြီးတပတ်ပတ်ပြီးကျွန်တော်တို့ပြန်ပို့ပြီးပါတယ်ဒီလိုမျိုးဈေးရောက်တဲ့ဆက်လေးလေးတွေကျွန်တော်တို့စီကိုမချလာပါတယ်ကျွန်တော်တို့ညစာစားပြီးတဲ့အချိန်ကစားပြီးတော့ကျွန်တော်စပီကာကိုပြန်ပြီးအလုပ်ပေးပါတယ်ခင်ဗျာCome to the nevare. Narga, they so silver. Something new and they satellite. Oh, hey, shut up and now go. Gasolina. Young dad, sexy omega, twigero. No, ya got down in the fire. This is my way. Yeah, let's see my dad. See the bomb.ဒါကတော့ D2 ဖြစ်ပါတယ် D2 မှာလည်းကျွန်တော်တို့ D1 တော့လိုပဲကာရာအိုကေဆိုရဲရေကူးကြတယ်ကျွန်တော်တို့စားကြတောက်ကြပါတယ်အခုဆိုရင်ကျွန်တော်တို့ပြန်ကန်ဒီမိနစ်ကိုရောက်ပါပြီကျွန်တော်တို့2ရက်2ညလုံးတောင်းချမ်းကိစ္စများအကုန်လုံးကပြင်ပန်းနေကြပြီဖြစ်ပါတယ်ကျွန်တော်တို့ကက်ချနာဘူရီစတေးရှင်းကိုပြန်တော့လေကျွန်တော်တို့လာတော့ကားသမားကိုပဲကျွန်တော်ပြန်ချိတ်တဲ့အတွက်သူနဲ့ပဲပြန်ပါတယ်အခုဒီကားလေးကတော့ကျွန်တော်တို့ဘန်ကောက်ကိုပြန်မဲ့ကားဖြစ်ပါတယ်ကျွန်တော်တို့လာတော့အောင်မီနီဘတ်မစီတော့ပါဘူးကျွန်တော်တို့ကား10ယောက်စီကားတစ်စင်းလုံးငါပါပါတယ်ကျွန်တော်တို့ဘန်ကောက်ကိုမပြန်ခင်ကက်ချနာဘူရီကအထွက်မှာကျွန်တော်တို့ဒီကက်ဖေးတစ်ခုဝင်ခဲ့ပါတယ်ဒီကက်ဖေးလေးကဈေးလက်တင်ပြီးတော့အရင်လည်းလှပါတယ်ဆိုင်နေမှာဆိုရင်လည်းဂိမ်းမို့တွေအစားတောက်တွေလည်းအစုံရပါတယ်အထဲမှာတော့ air con ရှိပါတယ်အပြင်မှာတော့ကျွန်တော် outdoor ထိုင်လို့ရပါတယ်ကျွန်တော်တို့ပြီးတော့ပြန်ပါပြီခင်ဗျာကျွန်တော်တို့ဘန်ကောက်ထဲကိုပြန်ရောက်တော့ထူးထူးဆန်းမိုးကြီးလည်းရွာနေပါတယ်ကဲအခုဆိုရင်တော့အားလုံးပဲကျွန်တော်တို့ဗီဒီယိုလေးကိုကြည့်ပြီးလို့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ